အားလုံးပဲမင်္ဂလာပါအမအမှုပိုင်းမှာပေါ့နော်လာမေးထားတာဒီရက်ထဲ3သိန်းဝန်းကျင်လောက်တွေမရှိဘူးလားဆိုတော့မိခွန်းအတွက်ကကလေးတွေအတွက်ပေါ့နော်ဖြည့်ပေးလိုက်ပါပြီလာကွင်လာဝင်မဲ့သူတွေအတွက်3သိန်းယူမလာနဲ့တော့ဘာဖြစ်လို့လဲဆိုတော့အမတို့ဒီရက်ထဲမှာ Techno Spark 1S လေးကိုပေါ့နော် cashback လေးတွေပေးထားပါတယ်ဒီကောင်လေးကဆိုလို့ရှိရင်သူ့ရဲ့မူရင်းဈေးက3သိန်းကိုအမတို့ April 26ကနေပြီးတော့မေလ12ရက်နေ့အတွင်းကိုလာရောက်ဝယ်ယူသူတိုင်းကို cashback 4000ပြန်လျှော့ပေးထားပါတယ်အဲ့ဒါသူ့ရဲ့မူရင်းဈေး3သိန်းကို4000လုံးလိုက်တော့2,6000နဲ့ဝယ်ယူလို့ရရှိနေပါပြီ။နောက်ပြီးတလက်စာလည်းပေါ့နော်။အမတို့ဒီရှေ့ရက်ကမေးထားတဲ့ဟော့90 Pro Plus လေးရှိလားဆိုတဲ့မောင်လေးလည်းဖြည့်ပေးလိုက်ပြီနော်။ရှေ့ရက်ကသူမေးတော့ဟော့90 Pro Plus လေးက8သိန်းပေါ့နော်။8သိန်းကိုအခုဒီရက်ထဲမှာဈေးလေး4000ပြန်လျှော့ပေးထားတဲ့အတွက်2,6000နဲ့ဝယ်ယူလို့ရနေပြီဆိုတဲ့အကြောင်းလေးကိုလည်းပြောပြလိုက်ပါတယ်။နောက်ဒီရက်ထဲလာဝယ်မဲ့ကကလေးတွေအတွက်လက်ဆောင်အနေနဲ့ပေါ့နော်။အမတို့ဒီလိုပန်ကာလေးတွေကိုလေဒါဒီတို့အရန်ပူတဲ့ခါကျတော့လက်ဆောင်လေးနဲ့ပြန်ပြီးမြစ်တာလက်ဆောင်ပြန်ပေးနေပါပြီအဲ့ဒါလေးကိုဒါရောက်ဝယ်ယူနေဆိုရင်တော့အောင်မိုဘိုင်းနိုင်တာရဓမ္မကိုဆိုင်ရဲ့ဖုန်းနံပါတ်လေးတွေကတော့39933139ခွန်လေးနှစ်ရှိရွယ်3992554464ဖုန်းနံပါတ်တွေကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်ဝယ်ယူသူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်